The Scan Village Self-Saving System စံကုန်မြေလေးဗီလိန်ကောင်ဤမိမိကိုယ်ကိုကယ်တင်ခြင်းစနစ်အခန်း20ခက်ခဲလွန်းတဲ့တာဝန်သူကချက်ချင်းပြန်လှည့်ကားမေးလိုက်သည်ရှစ်စွန်းတခြားမှားစရာရှိသေးလို့လားယင်အိတ်ခန်းတွေကဟိုးဘက်မှာလေမင်းကဘာလို့စန့်ကျင်ဘက်ကိုရှောက်သွားနေရလဲကျောင်းသားများ၏အိတ်ဆောင်ရောထင်းတဲရောမှာဘဲဘက်ချမ်းတွင်သာဖြစ်တော်လဲလော်ဘင်ခော်ကညာဘက်သို့သွားနေသဖြင့်ရှန်ချင်းချိုးကလှမ်း၍မေးလိုက်ခြင်းဖြစ်သည်တပည့်ကစပိုးဆောင်သွားပြီးရှစ်စွန်းမနှက်ဖန်စားဖို့မနှက်စာပြင်းမလို့ပါရှန်ချင်းချိုးစိတ်ထဲမှတပြင်းမောချလိုက်ဖြစ်သည်သူမြင်မြပင်လော်ဘင်ခော်ချက်သည့်မနှက်စာကိုစားကျင်စေကောင်းမူကလေးငယ်တယောက်အားသူ့အတွက်မနှက်စာပြင်ရန်တကောင်းတလွဲတွင်စပိုးဆောင်ဝင်စေခြင်းသည်ကတိတ်တော်နီလန်မကြလားထိုခိုက်တွင်သူ့ကိုယ်သူစင်ဒရဲလာလေးအားအတ္တမအနိုင်ကျင့်နေသည့်မိထွေးမကြီးလိုပင်ခံစားရသည်မိတို့ပင်တွေးလူသားဆန်သည့်အပြုတ်မူတရံမဟုတ်ပေအဆုံးသက်တွင်တော့ရှန်ချင်းချိုးမှာဆန္ဒကိုတိတ်ခါဖြင့်ထိန်လျက်ချောင်းတစ်ချက်ဟန့်လိုက်၏ဒိတ်ပဲမရှိတာညလေကောင်ကြီးဘာကိစ္စဟင်းချက်ဖို့လိုမလဲတော့ပြန်ချေလော်ဘင်ဟ်မှာသူအနာမရမီကိုစိတ်ပူနေသည့်သူရှစ်စွမ်း၏သဘောကိုနားလည်လိုက်သဖြင့်ပြုံး၍သာနေလိုက်သည်သို့တော့သူအိမ်အောင်မည်မဟုတ်ပေခဏကြာလျင်စပိုးဆောင်သို့တိတ်လေးသွားကမနက်စာသွားချက်ဖို့ကြံရွယ်ထားသည်သာဖြစ်သည်ရှန်ချင်းချိုးမှာအစကတော့လော်ဘင်ခော်အားထင်းတဲတွင်အိတ်နေသေးလားဟုမေးရန်ကြံရွယ်ထားသည်ဖြစ်တော်လဲဤအရွယ်လူငယ်ကလေးများမှာမာနကလေးများရှိတတ်သဖြင့်ဒဲမေး၍တော့မကောင်းဟုခံစားလိုက်မိသည်ထို့ပြင်လော်ဘင်ခော်အားကျောင်းသားဆောင်တွင်ပေးအိတ်စေလျင်အောင်မင်းဖန်ဤခေါင်းဆောင်မှုနှင့်အခြားကျောင်းသားများထံမှအပေခံရမည်ကိုဆိုရသည်ထူးထူးခြားခြားပင်သူ့စိတ်ထဲတနာသွားမိ၏ရှန်ချင်းချိုးကတခဏမျှတွေးပြီးမှပြောလိုက်သည်နက်ပြန်ထုတ်တွေတိမ်ဗီဒီယိုလာခဲ့လော်ဘစ်ခော်ကရုတ်တရက်နားမလဲသဖြင့်ပြန်မေးလိုက်သည်ရှစ်စွန်းငါဝလုံးအိမ်ဘေးဘက်မှာအခန်းတစ်ခန်းရှိတယ်နက်ပြန်စပြီးအဲ့မှာလာနေလို့သူသာနီးနီးနားနားရွှေနေမနက်စာပြင်ခိုင်ခန်းရှင်းခိုင်မှုပိုးလွယ်သွားပြီပေါ့ရှန်ချင်းချိုးသည်သူဤစီမံခန့်ခွဲမှုစွမ်းရည်ကိုစဘူးတလူရှင်းနိုင်သူမရှိတော့လားဟုရုတ်တရက်ခန်းစားလိုက်ရသည်အစောရုံကအထိလော်ဘင်ခော်အားကြောက်လန့်နေသေးသောသူသည်အခုချိန်တွင်ဇက်လိုက်အားအခမဲ့အိမ်ပေါ်ငှားရန်အကွက်ချနေလေပြီဒီလိုရောဖြစ်တာပဲလားထိုအခိုက်တွင်ရှန်ချင်းချိုးဤစိတ်ကူးများမှာအရရက်အနေနဲ့ရွက်လွင့်သွားကြလေသဖြင့်တစ်ဖက်လူ၏အမူအရာကိုတော့သူသတိမထားမိလိုက်ပြီလော်ဘင်ခော်ကရုတ်တရက်ပြေးလာလျက်သူအားတင်းကျပ်စွာဖတ်၏အငိုက်မိသွားသည့်ရှန်ချင်းချိုးမှာလန့်ဖြန့်သွားရကမျက်နှာကြီးပင်หนีရဲလာလီတော့သည်နောက်ဆုံးတော့မသေးခင်မှာဒီလိုအဖက်ခံခဲ့ရဘူးပြီပေါ့ဒါပေမဲ့နူးနူးအီကြောက်စိမ့်သားလေးလိုမမလေးတော့မဟုတ်ပဲအသက်မပြေသေးတဲ့ကောင်လေးတယောက်စီကားတယ်လားအပျော်လွန်နေသောလော်ဘင်ခော်ကလေးမှာတော့သူ့လေပင်ကိုမလွတ်တမ်းတိုင်းဖက်လျက်နာနာကကရှစ်စွန်းဟူသာဒရဆက်ခေါ်နေတော့သည်ရှန်ချင်းချိုးမှာလေးထဲမြောက်ထားရသည့်သူ့လက်ကိုဘယ်နာထားရမည်မသိဖြစ်နေသည်ထို့နောက်အတန်ကြာမှချီတုံချတုံနှင့်ပင်လော်ဘင်ခော်ကောင်းပေါ်သို့တင်လိုက်ကခပ်ဖွားဖွားပုတ်တက်ပေးလိုက်၏ကဲပါဟုတ်ပါပြီမင်းကွာ10နှစ်သားလည်းမဟုတ်တော့ဘူးလူကြီးအပြင်ဒီလောက်ကြီးနေပြီ哦မရှက်ဘူးလားဒါကဘလို့ဖြစ်နေရတာလဲလော်ဘင်ခော်မှာအစကတော့သတိမထားမိခဲ့တော့လဲထိုစကားကိုကြားကမှရှက်ရကောင်းမှန်းသတိရတော့သည်သူသာအပျော်လွန်မသွားခဲ့လျင်ဘဲကတက်တီနှင်းများသူဤရေခဲတုံးမာနာခဲရှစ်စွမ်းအားဒီလိုထိကန်ရဲပါလိမ့်မည်နီလော်ဘင်ခော်ကမခွာချင်းနှင့်ပင်ခတ်တွတ်သူ့ကိုပြန်ခွာလိုက်သည်သူ့မျက်နှာမှာတော့လုံရရကိုหนีရဲ၍နေပြီဖြစ်သည်ဟုတ်ကဲ့တပည့်အတင်ရဲမိသွားပါတယ်အဖက်ခံရခြင်းဆိုသည့်ကိစ္စရဲ့အားပြောရပါလျင်10နှစ်အောက်ကလေးတဦးဤဒီလိုပြုမှုမျိုးဒီကချစ်စရာကောင်းသည်ဟုသတ်မှတ်၍ရနိုင်သည်သို့သော15နှစ်အရွယ်လော်ဘင်ခော်၏အပြုမှုမှာလည်း
ချစ်စရာကောင်းနေသေး၏ချက်တော်အညောင်ကလေးလိုနှုတ်နေသောမျက်နှာကလေးနှင့်ခတ်ချောချောကောင်လေးတယောက်အဖို့တော့ဘာလှုပ်လို့ချစ်စရာကောင်းနေမိတာဖြစ်သည်လော်ဘင်ခမှာအတန်ကြာအောင်ခနာမငြိမ်ဖြစ်နေမိတော့လဲရုတ်တရက်ရှန်ချင်းချိုး၏မျက်နှာအမူအရာတိတ်မကောင်းသည်ကိုသတိထားလိုက်မိသည်ထာဝရရှင်သန်သောခန္ဓာဆိုတော်လဲဒဏ်ရာဟောင်းများအပြင်ခန္ဓာကိုယ်ထဲတွင်အစိတ်ရှိနေခြင်းအိမ်မက်မိစ္ဆာပြဿနာတွေဝင်ပါလိုက်ရခြင်းကောင်းကောင်းအနားမြူရသေးခြင်းများအားလုံးပေါင်းလိုက်လျင်ရှန်ချင်းချိုးတယောက်နွမ်းနယ်ဖြူဖြော့နေပုံပေါ်နေသည်မှာတဘာဝကြ၏လော်ဘင်ခေါ်လဲရှန်ချင်းချိုးအနားယူသည်ကိုမနှောက်ယှက်တော့ပဲထွက်ခွာလာခဲ့တော့သည်သို့သောထင်းတဲကိုမပြန်ဘဲမိဖို့ချောင်းတို့꿰သွားရန်သူ့စိတ်ထဲတွင်တွေးထားပြီးဖြစ်၏လော်ဘင်ခေါ်စိတ်ထဲတွင်ဤသို့ဆုံးဖြတ်ချက်ချလိုက်သည်ရှစ်စွမ်းနေပြန်ကောင်းဖို့အတွက်အာဟာရရှိတဲ့အစာအသောက်တွေတည်တည်ချာချက်ပေးဖို့ငါကျင်းတကူးဆိုင်ပေးရမယ်လော်ဘင်ခေါ်အခန်းထဲမှထွက်သွားပြီးလင်ပြီးချင်း system ထံကသတိပေးချက်ရောက်လာသည် Salai coolness level +50 ရှန်ချင်းချိုးကြောင်တက်တက်ဖြစ်သွားသည်ဘယ်က90ထက်ရောက်လာလဲ system ကြောင်းသွားလို့ဘူးမှဝင်လာရလားဒါမှမဟုတ်ပဲရုတ်တရက်လူစိတ်ပေါက်လာလို့ပဲငါလေးကိုတနာသွားပြီး point ထပ်ပေးတာများလားထားပါတော့အိတ်ငိုင်နေပြီစဉ်းစားဖို့အားမရှိတော့ဘူးဘာပဲပြောပြောအဖက်ခံလိုက်ရလို့ငါလေးကို point တိုးပေးတာတော့မဟုတ်တော့ဘူးမလားဟာဟာဟာနောက်တနေ့တွင်တော့ရှန်ချင်းကျိုးမှာအေးရဲမွားသေးခင်ပင်ပရင်းမောက်မှတိုးဝင်လာသည့်အလင်းရောင်နှင့်အရသာရှိလာသောငါးဆန်ပြုံနှံမွေမွေကြောင့်အလိုလျောက်နိုးလာခဲ့တော့၏ဝလုံးအိမ်ငယ်၏အပြင်ဘက်တွင်မူလော်ဘင်ခမှာသူ့အတွက်မနက်စာကိုပြင်ဆင်ထားပြီးဖြစ်သည်ထိုရသာရှိလာသည့်မွေရနံများမှာတစ်ဖက်မှချောင်းနေကြသောနေ့စဉ်ရက်ဆက်ရေကျဲစွပြုံးနှင့်သာတအိုးတအိမ်ထူနေရသည့်ချင်းကျင့်တောင်တပည့်များ၏နှာပြားဝါကိုကလူကြည်ဆဲလျက်ရှိသည်မေဖန်နှင့်ရောင်းရင်တတိုက်မှာချောင်းနေရင်ပင်စိတ်တိုလွန်လာရကကိုအင်ကြီးကိုပင်ပြန်ကြိုက်ထားကြရ၏အထူးသဖြင့်လော်ဘင်ခရီဘဲဘက်တွင်ထိုင်လျက်သူ၏လက်ရမှာအရသာရှိလာကြောင်းကြည်ကြည်နူးနူးနှင့်ချီကျူးနေသည့်ရှန်ချင်းချိုးကိုမြင်လိုက်ရချိန်တွင်ဖြစ်သည်အပေးယူတဲလာကပြုံးပျော်နေကြောင်းကုန်းအော်စရာပင်မလိုတော့အောင်တိတာလွန်နေသည့်ထိုလူနှစ်ယောက်ကိုကြည်ရသည်မှာခံပြင်းဖွယ်အတိပင်ဖြစ်၏အရှက်မရှိလိုက်တာဘလို့တွေအကွက်ချပြီးများငါတို့ရှစ်စွမ်းကိုမြူဆွဲလိုက်တာလည်းမသိဘူးထို့နောက်ညနေဆောင်ချိန်ရောက်သည့်အခါတွင်မူရှန်ချင်းချိုးဤဝလုံးအိမ်ဘေးရှိအဆွဲကလေးသို့အိမ်ပြောင်းသွားသည့်လော်ဘင်ခကိုသူတို့မြင်လိုက်ကြရသည်နှွေလဲကောင်မိုးကြိုးပြစ်မှုကြီးပင်ဖြစ်သည်ထို့အပြင်ထိုမိုးကြိုးမှာလော်ဘင်ခကိုအနိုင်ကျင့်နေကြချင်းကျင့်တောင်တပည့်များကိုအတုံးယုံသေးဆုံးကုန်စေသည့်မိုးကြိုးမျိုးဖြစ်လေသည်စကားအရာသာအိမ်ပြောင်းသည်ဆိုရတော့လေလော်ဘင်ခမှာပစ္စည်းများများဆဆမရှိသဖြင့်လူသားလျင်ရွှေ့သွားခဲ့ခြင်းဖြစ်သည်ခေါင်းအတွက်မူထင်းတဲတဲရှိကောက်ရိုးစည်းများသည်အလုတ်ဖြစ်ခဲ့၏ဆောင်းအတွက်မူဝိယုံကိုချွတ်ချုံလျင်ရခဲ့၏အခုချိန်တွင်တော့ရှန်ချင်းချိုးကဤအရာများကိုသူ့အတွက်ပြင်ဆင်ပေးထားမည်ဖြစ်လေသည်ရှန်ချင်းချိုးမှာလော်ဘင်ခရီဘွားကနာကျင်စရာကောင်းလွန်းကအနိုင်ကျင့်ခံရခြင်းများနှင့်သာပြည့်နေသည်ဟုအမြဲခံစားနေရတာဖြစ်သည်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေချမ်းချုံတောင်ကိုင်းမှာလဲနာမည်ကျော်ဂိုင်းကနာတစ်ခုဖြစ်လေရာဤတိုင်းတာသည့်ဆိုးဝါးမနေသည်ဟုသူယူဆ၏ထိုညမှာလော်ဘင်ခအတွက်တော့ဘဝတွင်ပထမဆုံးအကြိမ်အဖြစ်ပုံမှန်အိပ်ရာတစ်ခုတွင်အိပ်ဖူးခြင်းဖြစ်သည်အရင်အားဆိုလျင်ရေခဲမြစ်ထဲတွင်မျောနေသည့်သစ်သားစလုံးထဲတွင်အိပ်ရာလိုက်ဆိုးစွတ်အေးဆက်သည့်မြေပေါ်တွင်အိပ်ရာလိုက်စူညံသည့်လမ်းမများပေါ်တွင်အိပ်ရာလိုက်နှင့်လှိုင်ကူထဲတွင်စားရမယ်တောက်ရမယ်အိပ်ခဲ့ရသည့်အခါများပင်ရှိခဲ့ဘူး၏အခုလိုနူးညံ့သောအိပ်ရာကြဲကြဲတွင်လွတ်လပ်စွာကြောဆန့်ရသည့်အဖြစ်မျိုးမှာထူးဆန်းလွန်လာ၍သူ့တကိုယ်လုံးလေထဲတွင်လွင်မျောနေသလိုခံစားရကအိမ်မက်မက်နေသည်အောင်ပင်ထင်မှတ်မိနေမိသည်အထူးသဖြင့်ရှန်ချင်းချိုးနှင့်နန်းရံတစ်ချက်သာချ၍အိတ်နေရသည့်အကြောင်းကိုတွေးမိသည့်အခါတွင်ဖြစ်သည်ထိုညကသူအတွေးလွန်သွား၍ထင်သည်အိမ်မက်မိတ်ဆာမှပေါ်မလာခဲ့ပြီလော်ဘင်ခကတည်ငြိမ်စွာနှင့်ပင်စိတ်ချစွာထိုင်ဆောင်သည်
ရက်အနှဲငယ်ကြသည့်အခါတွင်မူအိမ်မက်မိတ်စာထပ်၍ရောက်လာခဲ့၏ဒီတခါတော့အိမ်မက်မိတ်စာကမြည်သောထူးခြားဆန်းကျယ်သည့်အစီရင်များကိုမှမသုံးတော့ဘဲသူ့ရှေ့သို့တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်သို့သောအနက်ရောင်မိโกလုံးကြီးအသွင်နှင့်ဖြစ်သည်လော်ဘင်ခေါ်မျက်စိရှေ့တွင်ပင်ထိုမြူခိုးများကစုယုံသွားကြကလူအိုကြီးတယောက်၏အတန်ထွက်ပေါ်လာသည်ကောင်းစုပ်လေ3ရက်အတွင်းမင်းဘလို့ဆုံးဖြတ်ထားလဲကျွန်တော်ဘလို့ဆုံးဖြတ်တယ်လဲဆိုတာအိမ်မက်မိတ်စာလူကြီးမင်းကမသိလို့မေးနေရလားလော်ဘင်ခေါ်ကပြန်၍မေးတော့အိမ်မက်မိတ်စာကတဟဲဟဲရဲသည်နောက်နာမရမယ်ဆုံးဖြတ်ချက်ကိုချလိုက်ပြီပဲကောင်းစုပ်လေမင်းဒီနေ့ကိုသေချာမှတ်ထားဒီနေ့ဟာမင်းဘဝစပြီးကောင်းစားတဲ့နေ့ပဲသို့တော့အနီကောင်လေး၏ရည်ရွယ်ချက်မှာကဘဝကောင်းစားရေးမဟုတ်သဖြင့်ထိုသူမြည်မြပင်ပြောနေပါစေလော်ဘင်ခေါ်မှာစိတ်လှုပ်ရှားခြင်းအလင်းမရှိပေသူကလက်သီးနှစ်ဖက်အားရင်ကျေးစွာရှက်၍သာပြောသည်တောင်းဆိုစရာတခုရှိပါသေးတယ်ဘာရှိသေးလို့လဲအားလုံးပြောပြီးမဟုတ်ဘူးလားကဲစကားကိုအမြန်မြန်ဖြတ်ပြီးငါ့ကိုဆရာတင်တော့အိမ်မက်မိတ်စာမှာတော့စိတ်ကူးရင်ကောင်းနေစေဖြစ်လေ၏ကျွန်တော်ပြောမှာအဲ့ဒီဆရာတင်တဲ့ကိစ္စပါပဲရှစ်စွမ်းရဲ့ကျွန်တော်အပေါ်ကျေးဇူးတရားတွေဟာတောင်ကြီးတစ်လုံးလိုကြီးမားလာတာမို့ကျွန်တော်ရှစ်စွမ်းကိုမလေးမစားပြုပြီးအခြားဆရာတယောက်ကိုဆရာအဖြစ်အတိမတ်ပြုရမယ့်ကိစ္စမျိုးကျွန်တော်တကယ်ကိုမလုပ်တာပါဘူးကောင်းပြီဟောဒီကလူအိုကြီးကဆရာအဖြစ်အတိမတ်ပြုမခံတော့ဘူးဟုတ်ပြီလားတီးခံနိုင်စွမ်းကုံဆုံးလာသည့်အိမ်မက်မိတ်စာကသူပြော၍မဆုံးခင်သေးပင်ဖြတ်၍ပြောလေ၏အိမ်မက်မိတ်စာမှာလောကတွင်သူ့လောက်အောက်ကြနောက်ကြခံရသည့်မိတ်စာမျိုးရှိပါအောင်မည်လားဟုပင်တွေးနေမိသည်ပညာသင်ပေးဖို့ပင်လိုက်ခရနေရသည့်အပြင်ထိုသူထံမှဆရာအခေါ်ခံခွင့်လေးတောင်မရလိုက်ရှာပြီအဖြစ်မှာခြံတကားကိုတောင်ဖြတ်လာပြီးသောချွေးမလောင်းအားလက်လွတ်လိုက်ရသလိုပင်ရင်နာစရာကောင်းလာ၏လော်ဘင်ခေါ်ကကျေနပ်သွားကပြောသည်ဒါဆိုရင်တော့လူကြီးမင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီကောင်လေးဟာတကယ်ကြီးကိုရှန်ချင်းချိုးကလွဲပြီးဘသူ့အောင်မှရှစ်စွမ်းလို့ခေါ်မှာမဟုတ်ဘူးပဲအိမ်မက်မိတ်စာမှာခန္ဓာကိုယ်သာရှိနေသေးလျင်ဒေါသထွက်လွန်၍နှာခေါင်းပင်ရွဲ့ဆောင်သွားမည်ထင်သည်သူရှစ်စွမ်းရှိတွင်ဆိုလျင်နှစ်ယောက်မရှိသည့်ရိုးသားသောနှင်းပန်းဖြူလေးလိုတပည့်အလိမ်မာလေးဖြစ်နေသောအီလော်ဘင်ခေါ်ဆိုသည့်အကောင်ကလေးမှာဘဲနဲ့ကြောင့်အခြားလူရှိရောက်လျင်ခေါင်းကြောမာလွန်သည့်ကောင်စုပ်လေးဖြစ်သွားရသည်။ကွာခြားလွန်သည်မှလူနှစ်ယောက်လိုပင်ဖြစ်၏ငါအဖိုးကြီးစိတ်တိုးပြီးသေပြီအချိန်တို့သည်ပြစ်လွတ်လိုက်သည့်မြားကဲ့သို့လှည့်မြန်စွာရွေးရှာလာသည်နေနှင့်လာသည်လဲလွန်ထိုးတကဲ့သို့ပင်ရှေ့နောက်ဆုံဆန်နေကြ၏စင်စစ်ရှမ်းချင်းချိုသည်ထိုသို့သောစိုးဝါပြီးအတုံးများလွန်သည့်ဆိုရိုးမျိုးကိုထုတ်မပြောခြင်းပါသို့သောထိုထက်တင်တော်သည့်စကလုံးကိုလည်းသူစဉ်းစား၍မရတော့ပြီနေတိုင်းလိုပင်သူသည်ချင်းကျင့်တောင်းတွင်နေရင်ချင်တီးသည်စာဖတ်သည်လက်ရေးလှကျင့်သည်ပကြီးဆွဲသည်တိုင်းကျင့်သည်ထို့နောက်လော်ဘင်ခေါ်ချက်သည့်ဟင်းများကိုကြီးများသည်လျှို့ချင်းကောနှင့်မကြခဏညင်းကြခုံကြသည်တို့ဒီမဟုတ်ရွယ်ချင်းရွံစီသွားပြီးအလုပ်ကိစ္စများတင်ပြသည်ဤသို့နှင့်ပင်နေရများသည်ပြုံးပျော်ပျော်သေးဖို့မျောဆိုသည့်သူ့ဘဝရည်မှန်းချက်အတိုင်းအံဝင်ခွင်ကြဖြစ်လျက်ရှိသည်ဂိုင်းပေါင်းစုံကြီးပွဲကြီးရောက်မလာခင်နေ့အထိပေါ်ထိုနေ့သည်နောက်ဆုံးတွင်တော့ရောက်လာခဲ့သည်အမှန်တော့ရှန်ချင်းချိုးဘဝမှာတတောင့်တသားရှိလုံး၍ဤပထမဆုံးသောဇက်အလှည့်ပြောင်းကြီးကိုပင်သူမေ့နေခဲ့ခြင်းဖြစ်သည်တွန်းချခံရပြီးနောက်လော်ဘင်ခေါ်အောင်မြင်မှုအထွတ်ထိပ်သို့ရောက်ခြင်းဖြူသွဲသောအလှပကလေးလေးများနှင့်ဘဏ္ဍကြိမ်မှန်းမသည့်လက်ထက်ခြင်းထိုးသောအစွန်းရောက်သောလမ်းပေါ်စီသို့ပထမဆုံးခြေလန်းလှမ်းခြင်းဤအရာများကိုမေ့နိုင်ရဲ့သည့်သူ့ကိုယ်သူပင်မယုံနိုင်ပေထို့ကြောင့်အနီကျေးပြဖိတ်စာကိုမယူခင်တွင်ရှန်ချင်းချိုးမှာအတန်ကြာအောင်တုံဆိုင်နေခဲ့မိ၏ဤခိုင်းမောင်းဆောင်ကြီးပွဲမှာဝိထုဤပထမဆုံးဇက်ရှိန်အတက်ဆုံးအချိုးအခွေအကြီးဆုံးဇက်အလဲပြောင်းဖြစ်သလိုအကျိုးများအလုံးဤအကြောင်းရင်းခံလည်းဖြစ်သည်ခိုင်းပေါင်းဆောင်ကြီးပွဲတွင်ပွဲထုတ်ရန်အလားလာရှိသည့်လူငယ်များကိုရွေးထုတ်ခြင်းအမှုသည်၄နှစ်ကြာအောင်အပြီးသက်ယူရ၏
ပွဲကျင်းပပုံမှာခိုင်းကြုံများ၏ဆုံးဖြတ်ချက်အရနှစ်စဉ်အပြောင်းလဲများရှိနိုင်တော်လဲအဆုံးသတ်တွင်ပနာမရွှေစည်းရင်တစ်ခုကတော့ကျင်းသေးထွက်လာမည်ဖြစ်သည်မြည်သည့်ကိုင်းမှလာသည်ဖြစ်စေကျန်းဟူမှလာသည်ဖြစ်စေအကျဉ်သူသည်အည်ချင်းရှိလျင်ရှိသလောက်ရွှေစည်းရင်တွင်ပါနိုင်မည်ဖြစ်ကာထင်ပေါ်ကျော်ကြွားသွားမည်ဖြစ်သည်ဝင်ကြွားကုန်အင်းမိစ္ဆာလန်းစဉ်မှာအရင်ကတော့သိရေပန်းစားလာသည့်ဝတ္ထုတဲတွင်မပါခဲ့ပေသို့သောဂိုင်းပေါင်းစုံညီပွဲအပိုင်းပါလာသည့်အချိန်မှစ၍ဝတ္ထုမှာအညွန်ရည်သူများဖက်ရှုသူများတဟုန်တိုးပေါ်ပေါက်လာကချက်ချင်းလက်ငင်းကြော်ကြားသွားခဲ့ခြင်းဖြစ်သည်အကြောင်းရင်းမှာဒီတစ်ခုတည်းတော့ဘယ်ဟုတ်လိမ့်မည်နည်းကောင်းကင်ကိုဆန်တက်မင့်လေးရန်ပြန်ဘရိုသည်ရိုးဖြောင်းလာသောဇက်လိုက်ကိုအကျန်းစားတမဏိဇက်လိုက်ကြီးအဖြစ်ဝစ်ခနဲဖန်တီးပစ်လိုက်ခြင်းလှလှပပမမလေးများတပုံတပင်နှင့်စာဖတ်သူများအားပူထူသွားစေမည့်ဥပမာခိုင်းနိုင်ချက်အမျိုးမျိုးစသည်တို့သည်လည်းအရေးပါသောအကြောင်းရင်းတစ်ခုဖြစ်၏ဤအကြောင်းရင်းမှာရှန်ချင်းချိုးတယောက်သွေးပွပွအန်ရင်ဤဝိထုကိုအစုံထိဖတ်မိစေခဲ့သည့်အရေးပါသောအကြောင်းတစ်ခုလည်းဖြစ်သည်ရှုပ်ထွေးပွေလီလာသောဇက်အိမ်ပင်ဖြစ်သည်ရှမ်းရှဆိုသည့်ကြင်ကြံခြင်းလောကကိုမြည်တို့တိဆောက်ရမည်ကိုမတီးသောခြီတန့်စင်အစဉ်နှင့်နတ်ဝိညာဉ်ဖြစ်သည့်အစဉ်ကိုပင်ကွယ်ကွယ်ပြပြမတီးသောအနှိလေးရင်ပြန်စီရသည်ထိုကိစ္စအတွက်ပရိသတ်ထံမှအထွန်းတက်ခြင်းမခံခဲ့ရသည်ကဤအချက်မှာသူဝိထု၏အဓိကအချက်မဟုတ်ခြင်းကြောင့်ဖြစ်သည်ဝင်ကြွားကုန်အင်မိတ်ဆာလဲစဉ်အားရှမ်းရှဝိထုဆိုသည့်ထက်တဘာဝလုံးဝိထုဟုခေါ်လျင်ပို၍တင့်တော်လာမည်အဘေကြောင့်ဆိုသောကြင်ကြံခြင်းနှင့်ဆိုင်သောဇက်ကွက်အများစုမှာတဘာဝလွန်ဖြစ်ရများအောက်တွင်သာနှစ်မြုပ်ခံလိုက်ရခြင်းကြောင့်ဖြစ်၏ကြင်ကြံခြင်းဝတ္ထုအနေနဲ့တော့စံတင်လောက်အောင်ခြားသောဝတ္ထုဖြစ်တော်လဲတဘာဝလွန်ဝတ္ထုအနေနဲ့တော့အတော်လေးစိတ်ဝင်စားစရာကောင်းသောဝတ္ထုဖြစ်သည်ဆိုလိုသည်မှာများမကြာမီအချိန်တွင်ရှန်ချင်းချိုးသည်စာအုပ်ထဲတွင်ဖော်ပြထားသည့်အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီးကြမ်းကြုတ်သောတဘာဝလွန်တရဝါများနှင့်ရင်ဆိုင်ရတော့မည်ဆိုသည့်သဘောတင်ပင်ဖြစ်သည်အရေးကြီးဆုံးမှာတော့ရှန်ချင်းချိုးသည်မကြာမီတွင်မိစ္ဆာဗီဇပေါ်လာတော့မည်လော်ဘင်ခောအားသူကိုယ်တိုင်ကင်တွယ်ရတော့မည်ဖြစ်ပြီးအဆုံးမဲ့6ကဘာတဲ့သို့ရက်ဆက်စွာတွန်းချရတော်မည်ဖြစ်သည်ကံကြမ္မာချရဟတ်သည်တဖြည်းဖြည်းစတင်၍လဲပတ်နေချေပြီအခန်း21ခိုင်းပေါင်းစုံညီပွဲ1ရှန်ချင်းချိုးကအတန်ကြာအောင်နှုတ်ဆက်နေပြီးမှမင်ဖန်ရင်ဘတ်စီတို့ကျေးဖိတ်စာပြားကိုပြစ်ပေးလိုက်သည်မင်ဖန်သူရှိစွမ်း၏မျက်နှာရိပ်ကိုတစ်ချက်ငှဲ့ကြည့်မိကိုင်အယောင်သွေးသိမ့်မကောင်းလာသည်ကိုတွေ့လိုက်ရသည်လော်ပင်ခတောက်ကောင်စုံလီမင်ဖန်ချက်ချင်းမင်တွေ့လိုက်မိ၏အနီအကောင်ငယ်တောင်အောက်ဆင်းသွားပြီးနောက်မှစ၍ရှိစွမ်းမှာစပိုးဆောင်မှအစအတောက်များကိုနီလန်းမျိုးစုံဖြင့်အလိုမကျဖြစ်နေခဲ့၍ဒီရပိုင်းအစာကောင်းစွာမဝင်သေးပေရှိစွမ်းတပည့်တရေစာနဲ့ပြင်ပေးရမလားမေဖန်ကလှမ်း၍မေးလိုက်သည်လော်ဘင်ခော်သည်အိမ်မမိတ်စာနှင့်နေ့စဉ်ပညာသင်ကြားနေသဖြင့်အချိန်တိုအတွင်းတွင်ပင်အလင်းအမြန်တိုးတက်လာခဲ့၏ရှန်ချင်းချိုးကလည်းဂိုင်းနှင့်ပတ်သက်သောအတွင်းရေးအသေးအမွှားတချို့ကိုလော်ဘင်ခော်အားတာဝန်ယူခိုင်းထားသဖြင့်အခုချိန်တွင်အတန်ငယ်အရွယ်ရောက်လာသည့်လော်ဘင်ခော်သည်ယခုအခါတွင်တောင်အောက်သို့ဆင်းကမိတ်စာနှိမ်နှင်းခြင်းအလုပ်ကိုပင်လုပ်နိုင်နေပြီဖြစ်ကာရှန်ချင်းချိုးဤတောင်သခင်တာဝန်တချို့တစ်ဝက်ကိုပင်လွှဲယူနေနိုင်ပြီဖြစ်သည်ဤသို့ခိုင်းရသည်မှာလဲထိုကောင်ကလေးအားသူ့ဘေးတွင်နေ့စဉ်တွေ့ကပ်နေခြင်းမှကကွယ်ရန်ဖြစ်သည်လော်ဘင်ခော်မှာအတော်တန်လိမ္မာသည်ဟုဆိုနိုင်တော်ညာလဲညီတို့ဖြစ်သည်မသည်သူ့အားအနှဲငယ်လွန်ကျူးစွာတွေ့တာလွန်နေသည်တခါတည်းရှန်ချင်းချိုးလဲသူကပဲအလိုလိုက်လုံးမိခဲ့လေသလားဟုတွေးမိတိုင်းရှင်မောရသည်ဒီလိုသာဆက်သွားကြလျင်သူဘလိုပုံစံနှင့်ထိုကောင်လေးအားအဆုံးမဲ့ကြောက်ကဘာတဲ့တွန့်ချရပါမည်နီရှန်ချင်းချိုးမှာအစားစားခြင်းစိတ်ပြောင်းဆုံးသွားရာမင်ဖန်အားလက်ကပြလိုက်သည်မလိုတော့ဘူးသွားလို့ရပြီမင်ဖန်ကတိတ်ဆိတ်စွာဖြင့်ဆုတ်ခွာသွားတော့လေသူ့နှလုံးသားထဲမှာတော့မျက်ရည်မိုးတို့ဖြိုင်ဖြိုင်ရွာနေခဲ့ပြီဖြစ်သည်ဒီတောက်ကောင်စုပ်လေးလော်ဘင်ခော်ကဒီ2နှစ်လောက်အတွင်းမှာရှစ်စွမ်းရဲ့အချစ်တော်လေးတောင်ဖြစ်သွားတာပဲငါတို့ရှစ်စွမ်းကလည်းအခုဆိုရင်
အခြားလူတိုက်တဲ့စံပြုတ်ကလေးတောင်မတောက်တော့ဘူးတဲ့လားသို့တော့ကျောင်းသားမင်းဖန်မှာပြဿနာကလူမာထက်စံပြုတ်အရသာတွင်ရှိတာဖြစ်နိုင်သည်ဟုသောအချက်ကိုတော့ထဲ့မတွက်ခဲ့မိကြကာလတစ်ခုခန့်ကြာသောရှန်ချင်းချိုးသည်ခြေတံအချို့ချင်းကပ်လာတံကိုကြားရပြန်သည်လိုတော့ဦးလို့ပြောပြီးမဟုတ်ဘူးလားကွာသူကပြောလိုက်၏ဒီရတပည့်လေးကမိုင်းထောင်ချီကနေအပြေးလွှားပြန်လာခဲ့တာလေရှစ်စွမ်းတစ်ချက်လေးတောင်လှည့်မကြည့်ပဲနေတော့မလို့လားဝမ်းနဲ့ကြေကွဲနေရဆွတ်သည့်လူငယ်လေးတစ်ယောက်၏အတန်းထွက်ပေါ်လာသည်ထိုအတန်းမှာနူးညံ့ကြည်လင်ကလူငယ်ဆန်ဆန်ဖြက်လက်လာသည်ရှန်ချင်းချိုးမှာခုံပေါ်မှလန်ကြတော့မတက်ပင်ဖြစ်သွားလျက်အလင်းမြန်လှည့်ကြည့်လိုက်သည်ထိုနေရာတွင်18နှစ်အရွယ်ကြောက်စိမ့်သားနှင့်ထုထားသည့်ရုပ်ထုတပွဲကြည်စင်လှသည့်စေကျော်သက်လူငယ်လေးတစ်ယောက်ရက်နေသည်အနီဝိယုံဖြူဝစ်လူငယ်လေး၏နှကန်းစွန်းများမှာပြုံးစားစာကလေးကော့တက်နေလျက်တဖြက်ဖြက်တောက်သောမျက်လုံးများနှင့်သူ့အားကြည့်နေသည်သူ့ကြောတွင်ကဝမ်းကြံ့တောင်မှရခဲ့သောကြံ့ရန်ဓာကိုတိုင်းလွယ်ထားသည်ထိုနတ်ဓာမှာလော်ဘင်ခေ၏ချီစွမ်းရင်ကောင်းကြောင့်ထွက်ပေါ်လာခြင်းဖြစ်ကစွမ်းအားကြီးလာသောအထက်တန်းစားဓာတ်တလက်ဖြစ်သည်ဖြင့်ထိုဓာတ်ကိုကြောက်နံရံမှဆွဲနှုတ်ခဲ့စဉ်ကတကိုင်းထဲသားများပင်ဝိုင်း၍ထောပနာပြုခဲ့ကြရလေသည်တို့တိုင်ကြံ့ရန်သည်လော်ဘင်ခေအမှန်တကယ်ပိုင်ဆိုင်ရမည်ဓာတ်နှင့်ရှင်လျက်မူအတန်းစားတစ်ခုတည်းတွင်ရှိမနေသေးပေရှန်ချင်းချိုးကသူ့ကိုယ်သူစိတ်တည်ငြိမ်အောင်လုပ်ပြီးမှပြုံးလျက်ပြောသည်ဒီတစ်ခေါက်ပြန်လာတာမြန်လာကြီးလားလော်ဘင်ခေကသူ့နဘေးတွင်ထိုင်ကလက်ဖက်ရည်တစ်ခွက်ကိုတည်ငြိမ်စွာငှဲ့ပြီးရှန်ချင်းချိုးလက်ဘေးသို့တွန်းပို့ပေးလိုက်သည်ပြဿနာတိတ်မကြီးဘူးလေနောက်ရှစ်စွမ်းကိုလည်းအရန်ကြီးတွေလွမ်းနေတာနဲ့မြင်းကိုတောက်လျှောက်ဒုံးဆိုင်ပြီးပြန်ခဲ့တာပေါ့ဤစကားတို့မှာညံ့ညောလွန်လာ၏မြည်တော့ပင်ဆိုစီဇက်လိုက်တယောက်အနေနဲ့တော့လော်ဘင်ခေတွင်ဒီလိုစကားကိုစိတ်ရင်းလဲပေါ်နဝင်လဲချိုအောင်ပြောနိုင်စွမ်းသောအည်ချင်းမျိုးရှိကိုရှိတင်သည်မဟုတ်လားထို့ကြောင့်ရှန်ချင်းချိုးစိတ်ထဲမှနေ၍မစိုးဘူးပဲဟုမှတ်ချက်ပေးလိုက်ဖြစ်သည်ရှန်ချင်းချိုးကခွက်ကိုယူကလက်ဖက်ရည်တငုံမြတောက်လိုက်သည်ထို့နောက်ထိုထူးကဲလာသောနှင်းတောင်လက်ဖက်ချောက်၏အရာတာကိုတေချာမခံစားမိသေးခင်မှာပင်စကားတခွန်းထပ်၍ပြောလိုက်ဖြစ်၏ခိုင်းမောင်းစုံကြီးပွဲတော်နီးလာပြီပဲချင်းကျင့်တောင်ကဝင်ပြိုင်မဲ့တပည့်တွေကိုစည်ရင်လုပ်ပြီးရှစ်စွမ်းကြည့်ဖို့ကုပေးအောင်မလားယင်ထို့အကြောင်းသိထားပြီးဖြစ်သည့်လော်ဘင်ခေကမေးလိုက်၏စင်စစ်အင်းနဲ့များအတွင်တွင်ရှန်ချင်းချိုးမှာကိစ္စကြီးငယ်အသွေးတွေကိုလော်ဘင်ခေကိုသာပုံအပ်ထားခဲ့ခြင်းဖြစ်သည်ဒီလိုချစ်စရာကောင်းလိမ္မာတိတက်အသုံးဝင်ပြီးစိတ်ဆက်သေးကြသည့်တပည့်လေးတစ်ယောက်ရှိနေချိန်တွင်ဒီကိစ္စများကိုသူကိုယ်တိုင်လုပ်เสียလိုသေးသည်ဟုကိုသူမယူဆတော့ပေလော်ဘင်ခေသည်အလုပ်ပြီး၍နောက်ဆုံးဆုံးဖြတ်ချက်ချမည်နေရာရောက်မှရှန်ချင်းချိုးအားအမားပါမပါစစ်ဆေးကြည့်ပါရန်အလိုက်တတိလာပြလေရှိသည်ထိုအခါမျိုးတွင်ရှန်ချင်းချိုးမှာငါစစ်နေဖို့တော့မလိုပါဘူးကွာမင်းလောက်တာငါတက်တော့အများကြီးပိုကောင်းတာပဲဟုပြောခြင်းစိတ်ကိုမနှဲထိန်ထားရတတ်၏ခိုင်းချုပ်စီတန်းပို့လိုက်ရင်ပိုကောင်းတာပေါ့ရှန်ချင်းချိုးကပြောလိုက်တော့လော်ဘင်ခေကခေါင်းငိမ့်လိုက်သည်လော်ဘင်ခေမှာတခုထပ်၍မေးခြင်းနေမိတော့လဲရုတ်တရက်စိတ်ထဲတွင်ထူးထူးဆန်းဆန်းတိမ်ကနေဖြစ်သွားသလိုခံစားလိုက်ရ၏ဒီနေ့တွင်မှရှန်ချင်းချိုးကသူ့ကိုအထူးတလဲအာယုံစိုက်နေသလိုခံစားရသဖြင့်သူမပြုံးမိပဲမနေနိုင်တော့ပြီရှစ်စွမ်းဘာလို့ခဏခဏကြည့်နေရလဲဒါမှမဟုတ်ရှစ်စွမ်းလဲတအောက်ဆင်းသွားလို့အကြာကြီးခွဲနေရတဲ့ဟောဒီရတပည့်လေးကိုလွမ်းနေရများလားဘာလဲငါပြောထောင်လာတဲ့ကလေးကိုငါကြည့်လို့မရဘူးလားရှန်ချင်းချိုးကအေးအေးလူလူပင်ပြောလိုက်သည်လော်ဘင်ခေကရီလျက်ဖြေ၏ရတာပေါ့ရှစ်စွမ်းအတွက်ကြည့်ကောင်းတယ်လို့ယူဆရဲဆိုရင်ပေါ့လေရှန်ချင်းချိုးကခက်လွင်လွင်ရည်သည်ထို့နောက်အတန်ကြာအောင်တိတ်ဆိတ်သွားကြပြီးမှရှန်ချင်းချိုးကစကားစားလိုက်သည်ပင်ခောရှန်ချင်းချိုး၏လေတံရုတ်တရက်ပြောင်းသွားသည်ကိုသတိထားမိသည့်လော်ဘင်ခေသည်သူ့အရေးကြီးသည့်အကြောင်းတစ်ခုခုကိုပြောတော့မည်မှန်းသိလိုက်သည့်အတွက်သူလည်းအာယုံစိုက်ကနားထောင်လိုက်သည်ဟုတ်ကဲ့ရှန်ချင်းချိုးကအတန်ကြာအောင်ငေးကြည့်နေပြီးမှပြော၏
မင်းတမ်းမခြင်းလားမိုးမြေတခွင်အတုမရှိအောင်တမိုးအောင်မှာမင်းကိုစိန်ခေါ်ရဲမယ်လူမရှိလောက်အောင်တမ်းမခြင်းလားလော်ဘင်ခေါ်တွင်ဤမေကွန်အတွက်အစောကလေးကအဖြေရှိပြီးသားဖြစ်သည်သူကတီကြီးစွာပင်တွေးဝေခြင်းအလင်းမရှိပါပဲတဲ့တဲ့တန်းတန်းဖြေလိုက်သည်ဟုတ်ကဲ့သူဤပြတ်သားလာသောအဖြေကိုကြားပါမှရှန်ချင်းချိုးလေတက်ပြင်းငယ်တစ်ချက်မှုတ်ထုတ်လိုက်ဖြစ်သည်ထို့နောက်သူကတတိကြီးစွာနှင့်ပင်စကားကိုဆက်၏ဆိုကြပါစို့အဲ့ဒါမတိုင်ခင်မှာမင်းအတွက်နာကျင်စရာတွေအများကြီးကြုံရမယ်စိတ်ရောလူပါခြုံကြလောက်တဲ့အထိအခက်ခဲတွေမရေတွက်နိုင်လောက်အောင်ကိုရင်ဆိုင်ရမယ်ဒီလိုဆိုရင်မင်းလောကမှာအတန်မှလုံဆုံးလူဖြစ်လာခြင်းသေးလားလော်ဘင်ခေါ်ကခပြေးပြေးဖြေသည်ဘလောက်ပဲနာကျင်ရပါစေအခက်အခဲတွေကြုံရပါစေမမှုပါဘူးကို့အတွက်အရေးပါတဲ့လူတွေကိုကာကွယ်နိုင်လောက်အောင်တန်မာလာဖို့ပဲပင်ခေါ်လိုချင်ပါတယ်လော်ဘင်ခေါ်၏အဖြေကိုကြားရသည့်အခါမှာရှန်ချင်းချိုး၏အပူမီလဲငြိမ်းသွားခဲ့တော့၏ဟုတ်တယ်လော်ဘင်ခေါ်အနာဂတ်မှာကြောက်စိမ့်ပန်းလို့မမလေးတွေအပြည့်နဲ့မောင်မဆောင်ကြီးရဲ့သခင်ကြီးဖြစ်လာဖို့အတွက်မင်းတန်မာမှဖြစ်မယ်သူ့စိတ်ထဲတွင်ထိုကိစ္စကိုလုပ်ဖို့ရာမလုပ်ရနိုင်သေးတော့လေဇက်လိုက်အတွက်ပိုးဖလန်မှလိပ်ပြအဖြစ်အသွင်ပြောင်းရတကယ်သို့အရေးပါသည်ဟူသည့်အကြောင်းကိုနှလုံးသွင်းရင်းပင်ရှန်ချင်းချိုးမှာအနာဂတ်တွင်သူလုပ်ရမည်လူမဆန်သောလုပ်ရအတွက်စိတ်ကိုကြိုတင်ပြင်ဆင်နေလိုက်တော်လေသည်3 ရက်ကြာသောအခါတွင်စည်ရင်းတွင်ပါဝင်သောချမ်းချုံတောင်စင်12သွဲမှတပည့်များသည်စုံညီပွဲသို့စတင်၍ထွက်ခါကြတော့သည်ဒီတစ်ခါဂိုင်းပေါင်းစုံညီပွဲသည်ကျွဲသည့်တောင်ကြားအမိရသောတောထူတတ်၍ရှုပ်ထွေးပွေလီသည့်တောင်တန်းဒေသတစ်ခုတွင်ကျင်းပမည်ဖြစ်သည်နာမည်ရပြီးသားသူများသည်တော့တပည့်ငယ်လေးများနှင့်ရှင်ပြိုင်ရန်ဤပွဲတွင်နောက်တစ်ခါပါဝင်ကြမည်မဟုတ်ထို့ကြောင့်တောင်သခင်12ဦးနှင့်အကြီးတန်းပညာရှင်များမှပွဲတွင်မပါဝင်ကြသည့်တိုင်အများဆုံးတပည့်10ဦးကိုစီရွေးချယ်ကပါဝင်ရှင်ပြိုင်စေခွင့်ရှိလေသည်ထိုထာဝရရှင်သန်သူများမှလည်းမနှဲလှလေရာစထွက်ဖို့ရာအသင့်ပြန်လိုက်သည်နှင့်ပင်လူ100ခန့်တော့အသားကလေးစုမိ၏ဒီလူတွေအကုန်သာတပြန်များတချွင်ချွင်နှင့်လာကြလျင်ပုံကြီးချဲ့လုံးရာကြမည်ကိုဆိုရသည့်အတွက်သူတို့သည်မြင်းများလှဲများကိုသာတုံးကြရသည်ထို့ကြောင့်ကြင်ကြံခြင်းလောကတွင်နေကြရသည့်တိုင်အလုံးမှာမြင်းများလှဲများကိုသာစီးကြရရှာ၏အများစုမှာစွမ်းစွမ်းတမန်နှင့်မြင်းများနှင့်ခန့်ခန့်ကြီးသွားကြတော့လဲရှန်ချင်းချိုးမှာတော့မစီတက်စီတက်နှင့်စီးမိရာမြင်းပေါ်ကကြကဇက်မကြိုးခြင်းသည်ကတကြောင်သူ့မျက်နှာကလေးအားမိုးတွေလွေတွေမထိစေခြင်းသည်ကတကြောင်ဖြစ်သောကြောင့်အလုံးရှိတွင်ပင်ခေါင်းမော့ရင်ကော့လျက်မြင်းလဲပေါ်သို့ခတ်တီတီပင်တက်သွားလေသည်မြင်းလဲပေါ်တွင်နေရာဥရသည်ကဥသူထိုင်စရမ်းပင်ဖြစ်သည်လှဲဤကလကာအားရက်တောင်နှင့်လှက်၍ဝင်လာသောလူကိုမြင်လိုက်သည်နှင့်လှဲပေါ်တွင်ရှိနှင့်ပြီးသူတယောက်ကခရိုင်းရိုင်းပင်လှမ်း၍ပြော၏ယောက်ျားရင်မာကြီးလုံနေပြီးငါနေရာကိုလာလူနေသေးတယ်လားမျက်ခုံးလှလှရင်မောင်းမောင်းနှင့်ထို့အတန်ရှင်မျိုးသမီးမှာရှမ်းရှူးတောင်သခင်မှချီချင်းချီပင်ဖြစ်သည်မူလစကြောင်းတွင်တော့ချီချင်းချီနှင့်ရှန်ချင်းချိုးမှာတိတ်မရင်နေကြသလိုရန်ညိုးရန်စားလည်းမရှိခဲ့ကြပေသို့သောဤနှင့်များအတွင်မကြာခဏအတူလှုပ်ကြရင်ရှန်ချင်းချိုးတွေ့ကြုံခဲ့ရသောသူမ၏ပွင့်လင်းမှုနှင့်ထူးခြားသောအာမန်ပြေဝမှုတို့မှာသဘောကျစရာကောင်းလာသည်အခုချိန်တွင်တော့သူတို့အတော်အတန်ရင်းနှီးနေကြပြီဖြစ်သည်ရှန်ချင်းချိုးကရက်တောင်ကိုတည်ငြိမ်စွာဝှေ့ရန်လျက်တုံ့ပြန်လိုက်သည်ငါနေမကောင်းတဲ့လူလေးဟာချီချင်းချီကသူ့အတွက်နေရာဖယ်ပေးလိုက်တော့လဲပါဇက်ကတော့အလွတ်မပေးသေးချေနင်းကတော့အလိုလိုက်ခံရလို့ပျက်စီးနေပြီတကယ်ပဲနင့်ကိုနင်ကြည်စမ်းဒီလောက်ပေတေပြီးကလေးစိုးကြီးဖြစ်နေတာဘယ်နာရွှေမြူတေအဆင့်ထာဝရရှင်သန်သူနဲ့တူနေသေးလို့လဲနင်ဒီလိုပဲတာတာလေးထိုင်ဆောင်နေုံနဲ့စားစရာတွေအရန်တင်ရလာမယ်များအောက်မိနေလားဟုတ်သားငါအခုမှသတိရသွားပြီရှန်ချင်းချိုးကပြောဆိုဆိုနဲ့ပဲရက်တောင်လက်ကင်နှင့်မြင်းလဲပေါင်းအားခောက်လိုက်သည်မကြမီမှာပင်လှဲဤကလကားပွင့်လာကအပြုံးမျက်နှာနှင့်လော်ဘင်ခေါ်တယောက်ပေါ်လာတော့လေ၏ရှစ်စွမ်းမုတ်ယူမလားရေယူမလားဒါမှမဟုတ်
ခါညောင်းလို့လားလော်ဘင်ခေါ်မှာတန်မာထွားချိုင်းသောမြင်းဖြူတကောင်အားစီးလျက်ရှိကသူသည်လည်းအာမန်အပြေနှင့်နမ်းမြင်းဖြူကဲ့သို့ပင်ထူးခြားစွာခံရနေ၏တဖိတ်ဖိတ်လက်သောနေရာအောက်တွင်မူလော်ဘင်ခေါ်မှာရောင်ဝါတောက်ပလျက်ရှိနေတော်သည်မင်းစီယာဒေါ်လေးချီကတရေစာစားကျင်လို့တယ်လေရှန်ချင်းချိုးကပြောလိုက်သည်နှင့်တပြိုင်နက်လော်ဘင်ခေါ်ကခပိုက်ဆောင်အိတ်ထဲမှအသားရထုတ်ပိုးထားသောတရေစာအချို့ကိုထုတ်ကာပေးလေ၏ကြည်ရတာလော်ဘင်ခေါ်မှာအစောကလေးကကြို၍ပြင်ဆင်ထားပုံရသည်ရှစွမ်းလိုရာရှိရင်ခေါ်လိုက်နော်သူကထိုးထိုးပြောပြီးကမှကလကာအားပြန်၍ဆေးလိုက်သည်ထိုစဉ်မြင်းအားကြဖို့နှင့်တိုးလျက်ဘေးမှကြောတက်သွားသည့်လျှိုချင်းကောထံမှဝင်းကောင်းတန်ကြီးနှင့်ဟွန့်ကနဲ့ပြူတန်ကိုလည်းကြားလိုက်ရလေသည်ထင်းတဲ့အတိုင်းပဲရှန်ချင်းချိုးကခေါင်းငုံလျက်အထုပ်ကိုဖြေလိုက်သည်လုံရွှီစုပဲမစိုးထို့နောက်သူကတစ်ဖက်သို့လှည့်လျက်ချီချင်းချီအားမုတ်ထုတ်ကိုကမ်းပေးလျက်မေးလိုက်သည်စားပါဦးချီချင်းချီမှာထိုအခိုက်တန့်တွင်သူခန်းစားလိုက်ရသည်ကိုမြည်သို့ဖော်ပြရမည်ပြင်မတိပဲဖြစ်သွားရှာလေသည်တိတ်ခါကြသည့်ခန်းစားချက်ဟုပင်ဆိုရမည်လားဒီလိုလိမ္မာပြီးထက်မြက်တဲ့တပည့်မျိုးသည်မြည်သို့မြည်ပုံများရှန်ချင်းချိုးလက်ထွက်ဖြစ်နေရပါသည်။သူဤအခြေအနေကိုမြည်သည့်စကလုံးနှင့်ဖော်ပြရမည်ပင်စဉ်းစားများတော့ကြီး။ဖနက်ကြားမှနတ်စကားထွက်သည်ဆိုလျင်တော့နီးစပ်မြည်ထင်၏။ချီချင်းချီကရှန်ချင်းချိုးပေးသည့်မုတ်ကိုလှဲ့ပင်မကြည့်။သူမမှအထွန်းတက်၍မကျေနပ်နိုင်သေးပြီ။မင်းရန်အောင်မြင်းစီနေတွေ့လား။မြည်သည့်နီလန်းပင်တုံရပါစီရှန်ချင်းချိုးအားအနှဲငယ်ရှက်သွားအောင်ပြောနိုင်လျင်ကိုသူ့အတွက်တော့အောင်မြင်မှုပင်ဖြစ်သည်ရှန်ချင်းချိုးကဘာမှမဆိုပဲအပြင်သို့လှမ်း၍ကြည့်လိုက်သည်လျိုမင်းရန်သည်ထုံးစံလိုပင်မျက်နာတွင်ပဝါပါတလွာကလျက်သူ၏ရွှေစိတ်ဓာတ်ကိုကင်လျက်မြင်းပေါ်တွင်ထိုင်နေသည်လေပြေတစ်ခါသွေးလေတိုင်းလှုပ်လီလှုပ်လဲလွင့်ပြန်နေသောသူ၏ပဝါမှာနတ်မိမဲတပါဤအရှိန်ဝါကိုပေးစွမ်းနေ၏အမှန်တကယ်ပင်မြင်းသူတကာရွှေရင်အေးစေသောမြင်ကွင်းမှာပဲရှန်ချင်းချိုးမှာတခဏမြကြအောင်ဆက်ရွေ့ကြည့်နေပြီးမှတပြင်းချလိုက်ဖြစ်သည်ကြည်မွားနိုင်အောင်မျက်စိပတရာရှိလိုက်တာငါတပည့်ကိုထိပါနေတဲ့နင့်ရဲ့တဏှာမျက်လုံးကြီးကိုခုချက်ချင်းဖယ်လိုက်စမ်းချီချင်းကြီးကသူ့မျက်နှာဘက်လှဲလျက်ဖီကနေပြူကပြောသည်ဤစကားနှခွန်လော်ဘင်ခေဤနာသို့ရောက်ရှိသွားသည့်အခါတွင်မူသူ့မျက်နှာမှာလငပုတ်ဖန်းသလိုချက်ချင်းညိုမောင်သွားတော့၏သို့သောတရေစာများကိုဒရဇတ်သို့ယင်ကိုခန္ဓာကိုအာဟာရပြုလိုက်အလှပကေးလေးကိုကြည်ရင်မျက်စိကိုအာဟာရပြုလိုက်နှင့်မအားမလက်နိုင်သောတစုံတစ်ယောက်ဤဆီယာမှာတော့မျက်နှာမသားမယာဖြစ်နေသောတပည့်ကျော်အားလုံးဝသတိမပြုမိခဲ့ပြီထို့ပြင်ရှန်ချင်းချိုးဆိုသည်ကိုကရုပ်ရှင်မစခင်ပြသည့်ကြော်ညာတွေကိုစောင့်ရင်းနှင့်ပင်ပါသမျှမုတ်တွေအကုန်စားပြစ်နေတတ်သည့်လူမျိုးဖြစ်သည်ပါဇက်ကလေးတစ်လုံးလုံးနှင့်ပွဲကြည့်ရသည်ကိုအလွန်တရာမှပင်ဝါသနာပါသူဖြစ်၏ဟိုးမှလျှိုမင်းရန်ဇလိုက်နဲ့ဇလိုက်မနဲ့ဇဝင်ကန်တခန်းထဲမှာရှိနေပြီဆိုမှတော့ပူဆက်မီးပွားလေးတွေပွင့်တော်မှာပေါ့လော်ဘင်ခေါ်မှာလျှိုမင်းရန်အားတောက်လျှောက်မျက်တောင်မခတ်တန်းကြည့်နေသည်သူ၏ရှစ်စွမ်းကိုကြည်ရင်အင်မတန်စိတ်မသက်မသာခံစားလာရလေသည်ကြည်မွားနိုင်အောင်မျက်စိပတာရာရှိလိုက်တာဟုတ်လားသူ့မျက်နှာအပြင်အပြည့်တောင်မမြင်ရဘဲနဲ့သူ့ဘာသာဘလောက်လာငါလောက်တော့ချုံးမတယ်လားလော်ဘင်ခေါ်သည်အမှန်တကယ်ကိုစိတ်ကြီးဝင်နေခြင်းမဟုတ်ဘဲမိမိကိုအရှိတိုင်းသိမြင်တတ်ခြင်းသာဖြစ်သည်သူ၏ရုပ်ရည်ကိုသူအလွန်အမင်းအားရကျေနပ်နေခြင်းမျိုးတော့မဟုတ်တော့လဲဟန်ဆောင်ပန်ဆောင်နေသူကိုယ်သူနှိမ်ချမည်လူမျိုးတော့လည်းမဟုတ်ချေနေပင်တဝက်ကျိုးတော်မီဖြစ်သည့်တိုင်ရှန်ချင်းချိုးသည်ထိုနေရာမှအကြည့်ကိုရုပ်ရန်အစီအစဉ်ရှိပုံပေါ်သေးပြီထို့ကြောင့်မြည်သည့်နည်းနှင့်မျှဆက်၍တိမခံနိုင်တော့သည့်လော်ဘင်ခေါ်ကမြင်းကိုကြားဖို့နှင့်အသာပုတ်ကလျှိုမင်းရန်ဤဘေးချင်းရှင်ရန်ရှေ့သို့အမြန်နှင်လိုက်သည်လော်ဘင်ခေါ်ကပြုံးလျက်နှုတ်ဆက်လိုက်သည်ဂိုင်းတူညီမလေးလျှိုမင်းရန်မှာရုတ်တရက်မှုအနှဲငယ်အံ့ဩသွားတော်လဲခေါင်းကိုအသာဆက်လျက်ပြန်၍နှုတ်ဆက်၏ဂိုင်းတူအကိုလော့အိုး
စနေပြီပဲရှမ်းချင်းချိုးမှာဝတ္ထုများတွင်ပါလေးရှိသည့်သူရဲကောင်းလေးနှင့်နတ်မိမယ်တို့သည်တူနှစ်ကိုရှင်တွဲလျက်သွားကြလေ၏ဆိုသည့်ဒီလိုမြင်ကွင်းမျိုးကိုအရှင်လက်လက်မြင်ရလိမ့်မည်ဟုမျှော်လင့်မထားသဖြင့်ကြိတ်၍စိတ်လှုပ်ရှားနေမိသည်လော်ဘင်ခေါ်မှာတစ်ဖက်သို့ငှဲ့၍ကြည့်လိုက်သည့်အခါအကြည့်မလွဲသေးယုံမြမကပို၍ပင်စိတ်ဝင်တစားဖြစ်လာပုံပေါ်ကသူတို့ရှိရာဘက်သို့ဆိုက်၍ကြည့်နေသည့်ရှမ်းချင်းချိုးကိုတွေ့ရလေသည်လော်ဘင်ခေါ်မှာစိတ်မသက်သာခြင်းများစွာနှင့်အန်ကိုတင်းတင်းကြိတ်ထားရရှာသည်ထို့နောက်မချိမဆန့်နှင့်ပင်လျှို့မင်းရန်နှင့်အတူတဟဟရီမောကမြင်းကိုမတိမတာကလေးခတ်တွတ်တွတ်နှင်တော့၏ထိုအခါသူတို့နှစ်ဦးမှာလှဲထဲမှနေ၍ကိုယ်တစ်ပိုင်းလုံးထွက်၍ကြည့်ပါမှမြင်နိုင်လောက်မည့်အကွာဝေးသို့ရောက်ရှိသွားလေရာရှန်ချင်းချိုလဲလက်လျှော့လိုက်ကပြန်ဝင်းထိုင်လိုက်ရတော့၏အာငါဘလို့မေ့သွားတာပါလေဒီနှစ်ယောက်ကတခါမှပေါ်ပေါ်တင်တင်တီတီတာတာနဲ့အီစီကလီကြတာမျိုးမရှိခဲ့ဘူးတာပဲဒီဘိုင်းမှာဆိုရင်ပေါ့နော်လော်ဘင်ခေါ်ရှန်ချင်းချိုအီစီကလီတဝင်းနေတိုးနေပြီပေါ့နော်ဒါပေမဲ့ရှန်ချင်းချိုကတော့မသိပါဘူးသူသိတာဇက်လိုက်ကိုဇက်လိုက်ရဲ့မယားရည်နဲ့သူပေးစားမယ်ပြီးလို့ရှိရင်သူတနေ့မျက်နှာပြောင်းတဲ့အတွေးတွေတွေးမယ်အဲ့ဒါကြီးပဲသူသိရပေါ့နော်မြင်းလဲနာမှာလော်ဘင်ခေါ်ရှန်ချင်းချိုကိုကျွေးတဲ့မုတ်ကလုံရွှဲစူးလို့ခေါ်ပါတယ်တဲ့လုံရွှဲစူးမုံရဲ့အရာတာသူကဘယ်လိုပြောမလဲဆိုငါတိုင်မုံလို့ချိန်လေးပဲမဲ့ဆေးဘက်ဝင်ပါတယ်တဲ့ပြီးတော့ချီချင်းချီရဲ့နာမည်အဓိပ္ပာယ်ကတော့ဗောနော်ကြည်လင်သောအဖို့အနကထိုက်တန်သောဆိုတဲ့အဓိပ္ပာယ်ပါတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်